စပင်ကျွတ်လွန်အားကြီးလို့နဖူးပြောင်လာတဲ့သူတွေထိပ်ပြောင်လာတဲ့သူတွေဒီ hair tonic လေးကိုသုံးပေးပါနော်ဒီဟာလေးကလက်ရှိဈေးကွက်မှာပစ္စည်းတွေအရန်ပြတ်နေတဲ့ဟာအရန်ရောင်းရတဲ့ဟာလေးပါရှင်ဈေးနှုန်းလေးကတော့ဒီတစ်ခေါက်ကဈေးတော့မြင့်နေပါသေးတယ်ဈေးကိုက်မှအဆင်ပြေမှယူပါနော်သို့ပေမဲ့ဆိုင်မှာအခုရောက်လို့ရှိရင်အခုချက်ချင်းကို customer တွေကနှစ်ပူးသုံးပူးသုံးဖို့လူတောင်မှနှစ်ပူးသုံးပူး stock ကစ်ထားတဲ့အထိပါရှင်ဒီပစ္စည်းတွေကဘယ်လိုသုံးရတာလဲဆိုတော့လေခေါင်းလျှော့ပြီးတော့ဥယျာဉ်ပြားမှာdirect ထမ်းပြီးတော့ massage နှိပ်နေပြီးတော့မှသုံးရတာပါရှင်သုံးနေရင်လည်းတစ်လားလောက်မှသပင်ကျွတ်တာလည်းတိတာလာလိမ့်မယ်နောက်ပြီးတော့ baby hair လေးတွေလည်းပြန်ထွက်လာပါလိမ့်မယ်ရှင်သုံးနေကြသူဆိုလို့ရှိရင်လည်းသိပါတယ်နော်သူက made in Korea import ပါရှင် Sun by Me ရဲ့ anti hair loss scalp tonic တွေပါရှင်ဒီဟာလေးကိုဝယ်ယူအပ်ပေးမယ်ဆိုလို့ရှိရင်တော့မမေတို့ဆိုင်က pink color skin care and beauty collection အမှတ်9မြင်မြင်အတော့ကလည်းကြောက်မြောင်းတောင်မှာဖွင့်ထားပါတယ်ရှင်ဆိုင်ကနေပြီးတော့လာဝယ်လို့ရတယ်လို့ Facebook page messenger လည်းမှာလို့ရပါတယ် TikTok ကမှာယူမယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်3ကို4210933ကမှာယူလို့ရပါတယ်ရှင်တိကျအပ်ပေးကြတဲ့ customer တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပစ္စည်းတွေကနည်းနေတဲ့မြန်မြန်လာဝယ်မှစစ်ချရမှာပဲเนาะကျေးဇူးပါ